တခါတော့ကဝေးလံလာတဲ့တိုင်းပြည်တစ်ခုမှာတားဖ3ယောက်အတူတူနေထိုင်ခဲ့ပါတယ်။သမီးကြီးကအလုပ်အရန်ကြိုးစားပေမဲ့လည်းသမီးငယ်လေးကတော့အရန်ကိုပြင်းရည်တဲ့သူဖြစ်နေခဲ့ပါတယ်။ဒီနေ့မှာတော့အမကြီးဖြစ်သူကသူ့ရဲ့ညီမငယ်လေးကိုပြောပါတယ်။ညီမလေးရဲ့နေရတော့ဘာမှမကူပေးပဲနေတာမမတယောက်တည်းအိမ်မှုကိစ္စတွေလုပ်နေရတာအရန်ကိုပင်ပန်းနေပြီ။နည်းနည်းတော့ကူပေးပါအောင်လားကွာ။ဒီအခါမှာတော့ညီမငယ်လေးကလည်းအော်မမကလည်းမမတယောက်တည်းလည်းလုံနိုင်နေတာပဲဟာအခုလည်းအကုန်ပြီးနေပြီလေညီမလေးကဘာကိစ္စနဲ့ထပ်ပြီးတော့လက်တွေအပေးခံရအောင်ပါလဲဖခင်ကြီးဖြစ်သူကအမြဲတမ်းအလုပ်ကြိုးစားပေမဲ့လည်းရလာတဲ့ငွေကပေါင်မုတ်ကျန်းနဲ့ဟင်းရည်ချိုတောက်ဖို့လောက်သာလောင်းငါခဲ့ပါတယ်ဒီလိုနဲ့အဖေဖြစ်သူကသမီးနှစ်ယောက်ကိုစကားခေါ်ပြောပါတယ်သမီးတို့ရင်ဖေဖေကအသက်ကြီးနေပြီဒီတော့သမီးတို့နှစ်ယောက်အပြင်ထွက်အလုပ်လုပ်ပြီးတော့အိတ်ဖိုင်ရှာကြပါလားကွယ်အိမ်စီရိတ်လေးလည်းရတာပေါ့ဖခင်ဖြစ်သူရဲ့စကားကိုသမီးကြီးကလက်ခံခဲ့ပြီးမဲ့လေသမီးငယ်ဖြစ်သူကတော့မမပဲအလုပ်ရှာလိုက်ပါညီမလေးကတော့ဖေဖေနာပဲနေပြီးဖေဖေလိုရာကြီးလုပ်ပေးရင်းနဲ့အိမ်ဆောင်ကြံနေခဲ့တော့မယ်လေဒီလိုနဲ့နောက်တစ်နေ့မှာတော့သမီးကြီးဖြစ်သူကအလုပ်ရှာဖို့အတွက်အိမ်ကနေစပြီးတော့ထွက်ခွာခဲ့ပါတယ်မထွက်ခွာခင်မှာဖခင်ဖြစ်သူကအကြံတစ်ခုပေးခဲ့ပါတယ်သမီးအကူအညီတောင်းတဲ့လူကိုဘယ်တော့မှမငင်းဆန်ပါနဲ့အမြဲတမ်းကြိုးစားပါကိုလုပ်တဲ့အလုပ်ကိုချစ်မြတ်လို့ပါပေးထားတဲ့အလုပ်ကိုစွမ်းရည်အပြည့်နဲ့လှုပ်ဆောင်ပါသမီးကြီးဖြစ်သူကလည်းဖခင်ပြောတဲ့စကားကိုတိတိကျကျလက်ခံမှတ်သားပြီးတော့အိမ်ကနေထွက်ခွာပြီးအလုပ်ရှာခဲ့ပါတယ်ဖခင်ကြီးလိုသားတွေကိုကူပြီးအိမ်ဖောက်နေခဲ့မယ်ဆိုတဲ့သမီးငယ်ကတော့ဘာမှမလုပ်ပဲအမြဲပြင်းနေတဲ့အတွက်ကြောင့်အိမ်ကြီးကပိုးပြီးတော့ရှုပ်ပွပိုးပြီးတော့ညစ်ပတ်လာခဲ့ပါတယ်ရက်တော်ကြာလမ်းလျှောက်ခဲ့ပေမဲ့လည်းအလုပ်ခန့်မဲ့လူတယောက်မှရှာမတွေ့ခဲ့ပါဘူးခဏကြာမှတော့စကားပြောတတ်တဲ့အပင်ကြောက်ကြီးတစ်ပင်ကိုတွေးလိုက်ရပါတယ်အပင်ကြီးကလည်းကောင်းမလေးကိုအကူအညီတောင်းခဲ့ပါတယ်။ကောင်းမလေး6တွေ့နေတဲ့ငါအခက်လက်တွေကိုရှင်းပေးပြီးတော့ငါရဲ့အမြင့်တွေကိုရေလောင်းပေးလို့ရနိုင်မလား။တမီးကြီးကလည်းဖခင်မထားတဲ့အတိုင်းအပင်ကြီးကိုအကူအညီပေးခဲ့ပါတယ်။သူ့ရဲ့လက်ဖွားတွေရောင်ကိုင်းလာခဲ့ပြီးမဲ့လည်းအကိုင်းအခက်တွေကိုရအောင်ချိုးပြီးသူတောက်ဖို့ကြံနေတဲ့ရေနဲ့အပင်ရဲ့အမြင့်ကိုရေတိတ်ချလောင်းပြီးခဲ့ပါတယ်။ကျေးဇူးပါကောင်းမလေးရေ။ဒါပေမဲ့ငါ့ကိုကူညီလိုက်လို့မင်းစီမှာရေမရှိတော့ရပါတယ်။ရှင်အကူညီလို့ကူညီပေးခဲ့တာပဲရှေ့ကိုနည်းနည်းဖက်လျှောက်လိုက်ရင်ကျမလိုတဲ့ရေတွေရလာမှာပါဒီလိုနဲ့ကောင်းမလေးလည်းအပင်ကြီးကိုနှုတ်ဆက်ပြီးတော့ခရီးဆက်ထွက်ခဲ့ပါတယ်နောက်တစ်ချိန်မှာတော့အကွဲချောင်းတွေအပြည့်နဲ့မိဖို့ဟောင်းတစ်ခုနဲ့ထပ်ပြီးတော့တွေ့ဆုံခဲ့ပါတယ်မိဖို့ဟောင်းရလည်းကောင်းမလေးကိုအကူအညီတောင်းခဲ့ပြန်ပါတယ်ဟေးကောင်းမလေးငါ့ကိုပြင်ဆင်ပေးပြီးတော့ပိုကောင်းအောင်လုပ်ပြီးလို့ရမလားလောက်ကြိုးစားတဲ့တမီးကြီးဖြစ်သူကလည်းလက်ခံခဲ့ပြီးတော့ဘီနာမှာရှိတဲ့ရွှွန့်တွေနဲ့မိဖို့ကြီးကိုတုပ်ပြီးတော့တိတိကျကျပြုပြင်ပေးခဲ့ပါတယ်မိဖို့ကြီးကလည်းအရန်ကိုဝမ်းသာသွားပြီးတော့ကျေးဇူးပါကောင်းမလေးရင်မင်းကြောင့်ငါတော်တော်အဆင်ပြေသွားပြီဒါပေမဲ့ငါ့ကိုကူညီလိုက်ရလို့မင်းရဲ့ကာဝင်ရတော့ညစ်ပတ်ကုန်ပြီရပါတယ်အဝတ်အစားပြဿနာမှမဟုတ်တာရှင်ကူညီလို့ကူညီပေးခဲ့တာပဲဒီလိုနဲ့ကောင်းမလေးလည်းမိဖို့ကြီးကိုနှုတ်ဆက်ပြီးတော့ခရီးဆက်ထွက်လာခဲ့ပါတယ်ခဏအကြာမှာတော့ခေါင်းစချီဆုံးကြောက်မီးသွေးလိုမဲနှက်နေတဲ့တိုးလေးတစ်ကောင်ကိုထပ်ပြီးတော့တွေးခဲ့ပါတယ်။တိုးလေးကလည်းကောင်းမလေးကိုအကူအညီတောင်းပြန်ပါတယ်။ဟေးကောင်းမလေးကျွန်တော်ကြောက်မီးသွေးသွင်းတဲ့ကိုမတော်တဆကျသွားလို့အဲ့ဒါဟိုဘက်ကကန်ကြီးမှာကျွန်တော်ကိုရေချိုးပေးလို့ရနိုင်မလား။သမီးကြီးဖြစ်သူကလည်းလက်ခံခဲ့ပြီးတော့ကန်သားမှာတိုးလေးကိုတေးသေးချာချာရေဆေးပေးခဲ့ပါတယ်။ကျေးဇူးပါကောင်းမလေးရင်ဒါပေမဲ့ငါ့ကိုကူလိုက်ရလို့မင်းရဲ့အဝတ်တွေရတော့ဖူသွားပြီရပါတယ်မင်းအကူညီလို့ကူပေးခဲ့တာပဲအဖကငါရဲ့အဝတ်တွေကအရန်ကိုညစ်ပတ်နေခဲ့တာအခုတော့တော်တော်လေးကိုတန့်ရှင်းသွားပါပြီဒီလိုနဲ့ကောင်းမလေးလဲတိုးလေးကိုနှုတ်ဆက်ပြီးတော့ထွက်ခွာလာခဲ့ပြန်ပါတယ်နေဝင်ကနီးအချိန်ကိုရောက်တဲ့အခါမှာတော့အရန်ကိုလှတဲ့အိမ်ကြီးတစ်လုံးကိုရှာတွေ့ခဲ့ပါတယ်ဒီအိမ်ကြီးမှာတော့နှစ်သမီး9ယောက်အတူတူနေထိုင်ကြတာပေါ့မင်္ဂလာပါရှင်ခွင့်မတောင်းမဲဝင်လာခဲ့ရလို့အားနာပါတယ်ကျမကတော့အလုပ်ရှာနေတဲ့သူတယောက်ပါဒီအိမ်မှာကျမလုပ်လို့ရနိုင်မဲ့အလုပ်များရှိမလားရှင်နှစ်သမီးလေးတွေကလည်းလက်ခံလိုက်ပြီးတော့ကဲဒီမှာတော့အခန်း9ခန်းရှိတယ်အခန်း6ခန်းကိုနေ့တိုင်းတန်ရှင်းရေးလုပ်ရမယ်9ခန်းမြောက်ကိုတော့မင်းလုံးဝမဝင်ရအောင်နော်ဒါကိုလက်ခံနိုင်လားအလုပ်ကြိုးစားတဲ့သမီးဖြစ်သူကလည်းလက်ခံလိုက်ပြီးတော့အခန်း6ခန်းကိုတေးသေးချာချာတန့်ရှင်းရေးလုပ်ခဲ့ပါတယ်9ခန်းမြောက်ကိုလုံးဝမဝင်ခဲ့ပါဘူးဒီလိုနဲ့တစ်နှစ်ပြည့်တဲ့အခါမှာတော့လူအားကတောင်းပြီး
အိမ်ပြန်ဖို့အတွက်ကိုခွင့်တောင်းခဲ့ပါတယ်။နတ်သမီးလေးတွေကလည်းအံ့ဩပြီးတော့ကောင်းမလေးကိုမေးခဲ့ပါတယ်။ခုနခန်းမြောက်မှာဘာရှိလဲဆိုတာမင်းလုံးဝမသိချင်ဘူးလား။ဘာလို့မဖတ်ဖူးတာလဲလို့မေးခဲ့ပါတယ်။ဒီအခါမှာတော့ကောင်းမလေးကကျမကိုအဖေကအလုပ်ကိုရိုးရိုးသားသားလုပ်ဖို့မှာခဲ့ပါတယ်။ဂတိပေးထားတဲ့အတိုင်းအကောင်းဆုံးလုပ်ပေးခဲ့တာပါလို့ဖြေလိုက်တဲ့အခါမှာတော့နတ်သမီးလေးတွေကလည်းမင်းကရိုးသားတဲ့အတွက်ဖူနဲ့ထိုက်တန်ပါတယ်လို့ပြောပြီးတော့ခုနခန်းမြောက်ကိုခေါ်သွားခဲ့ပါတယ်။အခန်းတကားကိုဖွင့်လိုက်တဲ့အခါမှာတော့ရွှေသင်းကငွေသင်းကားတွေအပြည့်ကိုတွေ့လိုက်ရပါတယ်။နတ်သမီးလေးတွေကလည်းမင်းဒီပေါ်မှာလှိမ့်လိုက်ပါမင်းနဲ့ကပ်ပါလာတဲ့ဟာမှန်သမျှကအကုန်လုံးမင်းအတွက်ကြီးပါပဲ။အလုပ်ကြိုးစားတဲ့သမီးကြီးဖြစ်သူကလည်းနတ်သမီးလေးတွေပြောတဲ့အတိုင်းလှိမ့်လိုက်တာပေါ့ကွယ်။ဒီလိုနဲ့သူ့ရဲ့ကိုယ်မှာဒင်းကားတွေကပ်ပါလာတဲ့အခါမှာသူကကျဲတပွေ့လိုမျိုးတောက်ပနေခဲ့ပါတယ်။အပြန်လမ်းမှာတော့သူရေချိုးပေးခဲ့တဲ့တိုးလေးနဲ့တွေ့ခဲ့ပါတယ်။တိုးလေးရဲ့ကိုယ်မှာပလဲတွေနဲ့ပြည့်နှံ့နေပြီးတော့မင်းရဲ့ကူညီမှုကိုလုံးဝမိတ်မတွားပါဘူးကောင်းမလေးရေမင်းတို့တလောက်ပလဲတွေကိုငါစီကနေယူတွားပါဆိုပြီးတော့ပေးခဲ့ပါတယ်နောက်တစ်ချိန်မှာတော့သူပြင်ပေးခဲ့တဲ့မိဖို့ကိုထပ်တွေ့ပြန်ပါတယ်မိဖို့ကြီးကလည်းလာပါကောင်းမလေးရေလက်ဖက်နူးညံ့နဲ့ပေါင်မုံနဲ့ကိတ်မုတ်တွေကိုစားသွားပါအောင်ကောင်းမလေးလည်းပေါင်မုတ်တွေကိုစားပြီးအိမ်အတွက်လည်းပါဖယ်ယူခဲ့ပါတယ်ဒီတစ်ခါမှတော့သူပြင်ပေးခဲ့တဲ့အပင်အိုကြီးကိုထပ်ပြီးတော့တွေ့ပြန်ပါတယ်အပင်ကြီးကလည်းကောင်းမလေးရေမင်းရဲ့ကျင်နာမှုကိုငါဘယ်တော့မှမမေ့ပါဘူးငါရဲ့ဖပြစ်ဝိုင်းတွေအားလုံးကမင်းအတွက်ပါပဲကောင်းမလေးလည်းဖပြစ်ရည်ကိုတောက်အိမ်အတွက်ထည့်ပြီးတော့ပြန်လာခဲ့ပါတယ်အိမ်ကိုရောက်လာတဲ့အခါမှာတော့အဖေနဲ့ညီမဖြစ်သူတို့ကစောင့်ကြိုနေပါတယ်ရွှေငွေအပြည့်နဲ့အမကိုမြင်တဲ့အခါမှာညီမဖြစ်သူလည်းမနာလိုဖြစ်သွားပြီးသူလည်းအလုပ်ရှာဖို့အတွက်ကိုထွက်ခဲ့ပါတယ်ဖခင်ကြီးကလည်းသမီးရဲ့အိမ်မှာတော့အလုပ်တည်တည်ချာချာမလုပ်နိုင်တာအပြင်မှာဘယ်လိုလုပ်နိုင်မှာလဲအဖေဖြစ်သူစကားမဆုံးခင်မှာလည်းသမီးငယ်လည်းအိမ်ကနေပြီးတော့ထွက်လာခဲ့ပါတယ်ခရီးဆန်ရင်းနဲ့ပထမဆုံးအပင်အိုကြီးကိုတွေ့ခဲ့ပါတယ်တစ်ပင်ကြီးကအကူကြီးတောင်းမိမဲ့လည်းမိန်းကလေးငယ်ကတော့အော်ဒီလောက်နေပူတာမကူညီပေးနိုင်ပါဘူးငါဖပင်နေရှုပ်ပွားကုန်မှာပေါ့သွားတော့မယ်တတဒီလိုနဲ့နောက်တစ်ခါမှတော့အကြောင်းထနေတဲ့မိဖို့ဟောင်းကြီးနဲ့ထပ်တွေ့ပြန်ပါတယ်မိဖို့ဟောင်းရဲ့အကူကြီးကိုလည်းဒီတစ်ခါမှညှင်းဆန်ခဲ့ပြန်ပါတယ်မင်းကိုကူပေးရင်ငါ့ရဲ့နူးညံ့တဲ့လက်လေးတွေညစ်ပတ်ကုန်မှာပေါ့တိုးမဲလေးနဲ့ထပ်ပြီးတော့တွေ့ပြန်ပါတယ်ထွေးယွန်စရာကြီးတော်တော်ညစ်ပတ်တဲ့ဟာပဲမထိချင်ပါဘူးတော်ငါရှိရနေထွက်သွားစမ်းဒီလိုနဲ့နတ်သမီးလေးတွေအိမ်ကိုရောက်လာတဲ့အခါမှာတော့အလုတ်တောင်းခဲ့ပြီးတော့အမကြီးလိုမျိုးပဲသူ့ဖီကနေဂတိတောင်းခဲ့ပါတယ်ကောင်မလေးလည်းတီးခံပြီးလပေါင်းများစွာအခန်း6ခန်းကိုတန့်ရှင်းရေးလုပ်ခဲ့ပြီးမဲ့လည်းတရက်မှတော့တိကျင်စိတ်ကိုလုံးဝမထိန်နိုင်တော့တဲ့အတွက်တကားကိုဖွင့်လိုက်ပါတယ်ဒီအခါမှာအမကြီးလိုမျိုးရွှေတွေငွေတွေကိုမြင်ရမယ့်အစလင်းတို့တွေပြားတွေဖြစ်နေပြီးတော့သူ့ကိုလိုက်ကြိုက်ပါတော့တယ်အိမ်ပြန်ပြေးထွက်လာခဲ့ပြီးတော့တိုးလေးနဲ့တွေ့ခဲ့ပါတယ်တိုးလေးရဲ့ကိုယ်ပေါ်ကပလဲတွေကိုဖြုတ်ယူဖို့လုပ်ခဲ့ပြီးမဲ့တိုးလေးကထွက်ပြေးသွားခဲ့ပါတယ်မောပန်းပြီးတော့ဖာလောင်နေတဲ့အချိန်မှာမိဖို့ဟောင်းကြီးနဲ့ထပ်တွေ့ပြန်ပါတယ်မိဖို့ဘောကပေါင်မုံတစ်ချက်ကိုယူဖို့ပြင်လိုက်တိုင်းမိဖို့ကအပူဟတ်လာလို့သူစားလို့မရခဲ့ပြန်ပါဘူးဒီလိုနဲ့ဆက်ပြီးတော့ပြေးလာခဲ့ပြန်ပါတယ်တစ်ပင်ကြီးနဲ့တွေ့တဲ့အခါမှာတစ်သေးတွေနဲ့ပြည့်နှံ့နေပါတယ်တစ်သေးတွေကိုခူးဖို့လုပ်လိုက်ပြီးမဲ့လည်းသူမမီနိုင်တဲ့အမြင့်ကိုပဲအပင်ကြီးကရောက်သွားခဲ့ပါတယ်ဒီလိုနဲ့မမောပပန်းနဲ့နောက်ဆုံးအိမ်ကိုပြန်ရောက်လာတဲ့အခါမှာတော့ဖြစ်ပျက်သမျှအကုန်လုံးကိုအဖေနဲ့အမကြီးဖြစ်သူကိုပြောပြလိုက်ပါတယ်ဒီတော့အမကြီးကလည်းညီမလေးဒီလောက်ဆိုမင်းလည်းနားလည်တင်ပြီပေါ့အလုပ်ကြိုးစားတင်တယ်ဆိုတာကိုလေလောကမှာရိုးသားပြီးတော့ကြိုးစားတဲ့သူကအမြဲတမ်းဖုပေးခံရပါတယ်ကွယ်အဲ့နေ့ရဖပြီးညီမဖြစ်သူလည်းမပြင်းရတော့ဘဲနဲ့အလုပ်အတူတူကြိုးစားခဲ့ပါတယ်တားဖ3ယောက်လည်းပျော်ရွှင်စွာနဲ့အတူတူနေထိုင်သွားကြပါတယ်